Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn. နောက်ဆုံး AR နဲ့ကန်တဲ့ပွဲလေးကြည့်ပြီးတော့ပြင်လာတာပေါ့။ဒါစစ်ကိုဘုံမပေးအောင်ချက်ပြင်လာ။ဟိုရန်ကုန်တိုင်းကတော့လည်းစဉ်ကစားသမားတွေစီးပြီးကစားသမားတွေနောက်နိုင်ရသားတွေနဲ့နောက်ဒီပြဆိုလို့ရှိရင်လည်းဥဆိုလက်ထက်မှာနော်တယောက်တာဒီပြကောင်တယောက်ဆိုတော့အသိကောင်းတစ်သိမှာအားလုံးဝနိုင်တော့ပြည်သက်ပျော်တာပေါ့နော်။အဲဒီပြည်သက်ကိုအများနဲ့ပျော်စေချင်ပါတယ်။အဲဒီအတွက်ဇက်ကောင်သူတို့ပြောနိုင်တဲ့ရစက်ရအောင်လို့ကျွန်တော်တို့အများနဲ့ကြိုးစားနေပါလို့ပြောချင်တယ်ဒီမဒီနဲ့ပြောင်းပြောင်းဘလိန်းလုံးနဲ့တင်းမော့နော်နိုင်တာပဲလိုချင်တယ်ပြောင်းပြောင်းစီစီလုံးလုံးနဲ့ပြောင်းပြောင်းဥစားပေးပြီးတော့တင်းမော့ကိုအဓိကစားနော်အဓိကစိတ်မင်းတို့ရဲ့စိတ်အပြင်းထန်တော့လိုချင်တယ်ဒီထဲမှာရှိတဲ့လူတွေအကောင်ရှိတယ်နော်ဒီမှာရှိတဲ့လူတွေအကောင်တောင်းလို့ရှိနေတာပဲအဲ့ဒီမှာတယောက်တယောက်ကဥပဒေလိုက်ပြောစီးလုံးလေးဖြစ်ဖို့လိုတယ်ဒီနေ့ဘွဲစီးလုံးချင်းနေဇလန်းပြောက်သွားတယ်နော်တယောက်တယောက်နဲ့ပေးပါပါပြည်ကြီးပါကျွန်တော်တော့ဘာမှပြောရမရှိတော့နော်တော့ယူကြီးကြာသွားပြီနော်ရှုပ်ပေးတာလေစောင့်ပြစ်ကိုမရှိဘူးပြန်ချိုးဖို့ကြိုးစားခဲ့မဲ့တို့တဲ့ဟိမေယူကြီးစီပေးတာမြကိုရှုပ်ဖြတ်ချိုးပေးတာလေကောင်းတိုက်တာပြီဒီအောင်အောင်ရုပ်အဲ့လိုမျိုးyou lose the ball play long passလူမှုရေးရာဝန်ကြီးအားဒေသတော်ဖိတ်ခေါ်ရပါခင်ဗျာ။ယနေ့ဝယ်